ခရစ်တော်နာမ၌ရောက်စီတိုင်းမင်္ဂလာပါကျွန်တော်တို့ဤကနေ့မှာဆင်ခြင်ရမယ့်အကြောင်းအရာကလူဒီမိမိအသက်ဝိညာဉ်ကိုအဘေဥစ္စာနှင့်ရွေးနိုင်သည်။ရှမသက်ခရစ်ဝင်အခန်းကြီး16အပိုင်းငယ်24ကနေပြီးတော့မှ26ထိဖြစ်တယ်။ထိုအခါယေရှုကငါ၌စီကပ်လိုသောသူဖြစ်လျင်ကိုညင်းပေရမည်။ကိုလဝကတိုင်ကိုထမ်း၍ငါနောက်သို့လိုက်ရမည်။အကျဉ်သူသည်မိမိအသက်ကိုကေစေခြင်းကအလိုရှိ၏ထိုသူသည်အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်အသက်ရှုံး၏ထိုသူသည်အသက်ကိုတွေးလိမ့်မည်လူသည်ဤစัจ java လာကိုအကျွင်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးလေအဘေကျေးဇူးရှိသည်။မိမိအသက်ဝိညာဉ်ကိုအဘေဥစ္စာနှင့်ရွေးနိုင်သည်။အာမင်ကျွန်တော်ဒီကျမ်းပိုက်ကိုကျွန်တော်စီချင်တဲ့အခါမှာသခင်ခရစ်တော်ကသူ့နောက်ကိုလိုက်လို့တော့သူ့စီမှာလာပြီးစီးကပ်လို့တဲ့သူတွေကကိုယ့်ဘာကိုညှင်းပယ်ရမှာဖြစ်တယ်ကိုယ့်ရဲ့လဝါကားတဲ့ကိုထမ်းပြီးတော့မှသူ့နောက်ကိုလိုက်ရမယ်လို့ပြောချင်တာဖြစ်တယ်ဒီနေ့မှာကျွန်တော်တစ်ချက်ကြည့်ရမှာကကိုယ့်ဘာကိုညှင်းပယ်ရမယ်ကိုယ့်ရဲ့လဝါကားတဲ့ကိုထမ်းရမယ်ဆိုတဲ့အခါမှာကိုယ့်ဘာကိုညှင်းပယ်ခြင်းဆိုတဲ့အခါမှာကျွန်တော်တို့ကကိုယ့်ဘာကိုဒီတိုင်းညှင်းပယ်ပြီးတော့မှငါဘာမှမဟုတ်ဘူးဆိုပြီးတော့မှထိုကဲ့သို့ပြောချင်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့ဒီလောကနဲ့ဆက်ဆိုင်တဲ့စိတ်ဓာတ်တွေကျွန်တော်တို့ရဲ့ဒီမာနတွေကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောရမလဲ arrogant ဖြစ်တဲ့စိတ်ဓာတ်တွေကျွန်တော်တို့ရဲ့မောက်မာတဲ့စိတ်ဓာတ်တွေဒီအရာတွေအားလုံးကိုကျွန်တော်ကထားခဲ့ပြီးတော့မှညှင်းပယ်ရမှာဖြစ်တယ်ပြီးတော့မှမိမိရဲ့လဝါကားတိုင်းကိုထမ်းရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကလဝါကားတဲ့တာတုံးကြီးကိုကျွန်တော်တို့ကနောက်ကနေပြီးတော့မှအယူတယောလိုမျိုးအရှိကြီးဆွဲပြီးတော့မှထမ်းနေရမှာမဟုတ်ပါဘူးမိတ်ဆွေကြီးမကြည့်တဲ့အခါမှာမိမိရဲ့ကားတိုင်းကိုထမ်းရမယ်ဆိုတဲ့အခါမှာဒီနေရာမှာကားတိုင်းကကျွန်တော်တို့အပြစ်သားတွေကိုညှဉ်းပန်းနှိပ်စက်ပြီးတော့မှတက်ဖို့ရန်အတွက်ဒီသူတို့အပြစ်ပေးဖို့ရန်အတွက်သူတို့ကစီမံထားတဲ့အရာဖြစ်တယ်အဲကြောင့်အပြစ်သားတွေကဒီကားတိုင်းကိုထမ်းပြီးတော့မှသူတို့တည်ဖို့ရအတွက်စီမံထားတဲ့နေရာဖြစ်တယ်။ဒါကြောင့်ပဲတခင်ခရစ်တော်ကကိုယ့်ရဲ့လဝါကားတိုင်းကိုထမ်းပြီးတော့မှသူ့နောက်လိုက်ရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကဘာလဝါကားတိုင်းကိုထမ်းရမလဲဆိုတော့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့အသွေးအသားရဲ့လိုအင်ဆန္ဒတွေတဏှာလောဘကိလေသာဒါတွေအားလုံးကိုကျွန်တော်တို့ကကြိုးလုံးဖို့ရအတွက်အဲ့ဒါတွေအားလုံးကိုကားတိုင်းပုံမှာချိုးနေပြီးတော့မှတပ်ဖို့ရအတွက်ကျွန်တော်တို့ရဲ့ကားတိုင်းကိုထမ်းရမှာဖြစ်တယ်။အဲ့ဒီကားတိုင်းဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့လောဘစိတ်တွေကိလေသာကိုယ့်ဘာကိုအမိပြုခြင်းနဲ့ကျွန်တော်တို့ဒီအရာတွေအားလုံးကိုတပ်ပစ်ဖို့ရတဲ့ချိုးနေဖို့ရတဲ့ကျွန်တော်တို့ကကားတိုင်းကိုအမြဲတမ်းထမ်းပြီးတော့မှခရစ်တော်နောက်ကိုလိုက်ရမှာဖြစ်တယ်ပြီးတော့မှတခင်ခရစ်တော်ကဒီမှာအကျဉ်သူကမိမိအသက်ကိုကေဖို့ရတဲ့လို့ရှိမှဆိုအသက်ရှုံးမယ်ဒီမှာကြည့်တဲ့အခါမှာအဲ့ဒီတင်ကမိတ်ဆွေတင်ကတင်ရဲ့အသက်ကိုကေဖို့ရတဲ့အလို့ရှိတဲ့သူဒီလောကမှာပဲအမိပြုပြီးတော့မှတင်ကနေခြင်းတဲ့သူဒီလောကအရာတွေပုံမှာပဲဆက်ပြီးတော့မှအသက်ရှင်ခြင်းတဲ့သူဆိုရင်တော့တင်ကထာဝရအသက်ကိုဆုံးရှုံးမှာဖြစ်တယ်ဒီမှာအသက်ရှုံးလိမ့်မယ်ဆိုတဲ့အခါမှာသခင်ခရစ်တော်ကထာဝရအသက်ကိုဆုလို့ချင်တာဖြစ်တယ်သခင်ခရစ်တော်ကငါကြောင့်အကျဉ်သူကအသက်ရှုံးမယ်ဆိုရင်ငါကြောင့်တင်ကငါအပေါ်မှာငါရဲ့ဖြောင်းမခြင်းပေါ်မှာသခင်ခရစ်တော်ကသူ့အပေါ်မှာကျွန်တော်တို့ကအဲ့တရားမှာတရားရခိုင်တော့ surrender give up လုပ်ပြီးတော့မှကျွန်တော်တို့ကအကျွင့်မဲ့မိခိုယုံကြည်မယ်ဆိုလေသခင်ခရစ်တော်ကြောင့်ကျွန်တော်တို့လောကအရာတွေအားလုံးကိုအဆုံးရှုံးခံပြီးတော့မှလောကအရာနဲ့ဆက်ဆိုင်တဲ့အရာကျွန်တော်တို့ရဲ့ကိုယ်ပါကိုအမြင်ပြုခြင်းနဲ့အမြင်ပြုတဲ့ဖြောင်းမခြင်းနဲ့အရာတွေအားလုံးကိုအရှုံးခံပြီးတော့မှအဲ့ဒါအားလုံးကိုအဆုံးခံပြီးတော့မှကျွန်တော်ကခရစ်တော်ကိုမှီခိုတဲ့အခါမှာထာဝရအသက်ကိုတွေးမယ်ဆိုပြီးတော့မှသခင်ခရစ်တော်ကကျွန်တော်ကိုအာမခံထားတာဖြစ်တယ်အဲကြောင့်မို့ဆိုကျွန်တော်တို့ကဒီမှာသခင်ခရစ်တော်ကနောက်ဆုံးမှာကျွန်တော်တို့ကိုဘာတော်တယ်ဆုံးပါလဲဆိုတော့လူကဒီစัจ java လာအားလုံးကိုတစ်ခုလုံးကိုအကျွင့်မဲ့ပိုင်ဆိုင်တဲ့အစိုးရတဲ့ဘလောက်ပဲဒီစัจ java လာဒီကဘာမဟုတ်ဘူးလို့ခရစ်တော်ကဒီစัจ java လာတစ်ခုလုံးကိုပိုင်တယ်ဆိုရင်တောင်မှသူ့ရဲ့အသက်ဝိညာဉ်ရှုံးမယ်ဆိုရင်ဘေးကျေးဇူးရှိတဲ့နည်းကျွန်တော်လူသားတွေကစัจ java လာတစ်ခုလုံးပဲပိုင်နေပါစေကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကိုဆုံးရှုံးရမယ်ဆိုရင်ထာဝရအသက်ဝိညာဉ်ကိုဆုံးရှုံးရမယ်ဆိုရင်ကျွန်တော်တို့ကအချင်းရာအားလုံးကချင်းနဲ့တသက်ပဲဖြစ်တယ်ကျွန်တော်ဒီခန္ဓာဆိုတာကဒီလောကမှာခဏအလေလာတဲ့ဒီကျွန်တော်တို့ရဲ့ဝိညာဉ်ခိုးအောင်ရအခွန်တသက်ပဲဖြစ်တယ်ဒါကြောင့်သခင်ခရစ်တော်ကမိမိရဲ့အသက်ဝိညာဉ်ကိုဘေးဥစ္စာနဲ့ရွေးနိုင်ပါနဲ့သူမှအပါသခင်ခရစ်တော်မှအပါကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကိုထာဝရပေးနိုင်တဲ့အရာကမရှိပါဘူးဒီစัจ java လာတစ်ခုလုံးပဲပိုင်နေစေဘေးအရာပဲပိုင်ဆိုင်တဲ့သူဖြစ်နေပါစေဘယ်လောက်ပဲအာနာကြီးတဲ့သူဖြစ်နေပါစေသခင်ခရစ်တော်မှအပါကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကိုထာဝရအသက်ရှင်တန်စေဖို့ရအတွက်အာမခံချက်ပေးနိုင်တဲ့သူတစ်စုံတစ်ခုမှမရှိပါဘူးဒါကြောင့်တမန်ကျမ်းစာကကျွန်တော်တို့ကိုပြောတယ်သခင်ခရစ်တော်ရဲ့နာမမှာပါဤလောကမှာအခြားသောနာမမရှိဘူးဆိုပြီးတော့မှကျွန်တော်တို့ကိုဖော်ပြထားတာဖြစ်တယ်သခင်ခရစ်တော်သာလျှင်ကျွန်တော်တို့ကိုထာဝရအသက်ပေးပိုင်နိုင်တဲ့သူဖြစ်တယ်အဲကြောင့်မိတ်ဆွေကျွန်တော်တို့ယုံကြည်သူပုံမှန်မှန်အနေနဲ့သခင်ခရစ်တော်ရဲ့ကျွန်တော်တို့အဖို့လှုပ်ဆောင်ပေးတဲ့အရာတွေ
ကားတိုင်းပေါ်မှာသူအသေးခက်ပေးဆက်ခဲ့တဲ့အရာတွေသူအနစ်နာခံခဲ့တဲ့သူ့ဒဏ်ရာဒဏ်ချက်တွေကိုကျွန်တော်တို့ကပြန်လည်တွေးလို့ဆင်ခြင်ခြင်းအပြင်သခင်ခရစ်တော်အတွက်ကျွန်တော်တို့အသက်တာကိုဆက်လက်ပြီးတော့မှရှင်သန်ကြီးထွားနိုင်ဖို့ရန်အတွက်ခေါ်အားပေးခြင်းတာဖြစ်တယ်။အဲဒါကြောင့်ရှင်ပေါလုကရောမခန်းကြီး7မှာကျွန်တော်တို့ကို living sacrifice အနေနဲ့ရှိနေစေခြင်းတာဖြစ်တယ်။ကျွန်တော်တို့နေ့ရက်စဉ်တိုင်းအသက်တာထဲမှာဘုရားသခင်ကိုဝတ်ပြုကိုးကွယ်တော်သူဖြစ်စေခြင်းတာဖြစ်တယ်။နေ့ရက်စဉ်တိုင်းအသက်တာထဲမှာဘုရားသခင်အတွက်အသက်ရှင်တော်သူများဖြစ်နေဖို့ရန်အတွက်ဝင်ကားခေါ်အားပေးခြင်းနဲ့ပြီးတော့မှတခြားသောဒီမယုံကြည်သူတွေအတွက်လည်းသခင်ခရစ်တော်သခင်ယေရှုမှတပါတင်းရဲ့အသက်ဝိညာဉ်ကိုထာဝရအသက်ရှင်ခွင့်ပေးနိုင်တဲ့သူတင်းရဲ့အသက်ဝိညာဉ်ကိုထာဝရတည်ခြင်းမှာကျင်နိုင်တဲ့သူကဒီကဘာဒီစကြဝဠာတစ်ခုလုံးမှာသခင်ခရစ်တော်မှာအပါအခြားသောသူမရှိဘူးဆိုတာကိုသိစေချင်တာဖြစ်ပါတယ်။ကျန်တဲ့သူရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။